အားလုံးပဲမင်္ဂလာပါလေ channel အားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့ဆက်ပြသွားမယ့်ခင်ဗျာလူပြီးထားပါလေးပေါ့နော်အဲ့ရလေးကထားပါလေး၄ခုရှိပါတယ်အဲ့ထားပါလေးကိုဒီအပိုင်းမှာအကောင်လုံးပြီးနိုင်မလားဆိုတော့လေးနဲ့တူလိုက်ကြည့်ကြမယ်ရေစက်ခုပြသွားမှာတော့ယုံလေးပေါ့နော်ခွန်ကမလေးရတော့လည်းများဒါပေမဲ့ဒီထားပါလေးကခွန်ကလွယ်ပေါ့နော်ဟိုခက်တဲ့အတိုင်းမှာမပါဘူးဒါပေမဲ့နောက်ဆုံးထားပါမှာကျတော့ခက်တယ်ပေါ့နော်ဒီထားပါလေးခုစလုံးကလွယ်ပါတယ်ဒါလေးရရောမမြန်နဲ့ပြီးရပေါ့နော်ဒီအခုတည်ရလေးတော့ခုံပြတာဒါလေးရုံလေးပေါ့နော်ဒီလည်း subscribe လုပ်တော့ပါအောင်နော်ဒီပုံပြောင်းထားရပေါ့ဒီကအရင်ပုံမဟုတ်ပဲဒီပုံလေးပြောင်းထားပါတယ်ဒါကြောင့်အဝိုင်းလေးပါအဝိုင်းလေးဒါကြောင့်ရွေးရတတိယတာဒီဘက်ကရဟောဖြစ်ထူပြိုဘက်ကအပိန်မိန်ရုံလေးပေါ့နော်ဒီခုံနာတာကအခုမှ2ခါပဲရှိတယ်မနော်အဲ့လောက်ရှိလေးခုံတာပေါ့နော်ရုံလေးပါအဲ့ရပုံပြောင်းထားပြီးတော့ရုံလေးပေါ့နော်ဒီအားကြောင့်လုံးဝကြောက်လွယ်တယ်လွယ်ထဲမှာပါတယ်ဟိုနောက်ဆုံးလိန်အသီးလေးထားပါတယ်အသီးလေးကြာမှသူကခတ်တာပေါ့နော်တွေးအရန်ရော့ရဲ့ဒီအဲ့ထားမှာပေါ့နော်နောက်ကလည်းအတန်လေးပေါင်းရင်အလုံးကိုတောင်းမှန်ပါတယ်အဲ့ချိန်မှာဒီတရကြီး join လာပါတယ်ဒီတရကြီးရ join လာပါပြီကဲပါအခုဒါခုံဒါရောက်တော့ရောက်တော့ခုံလာလဲအရန်လွယ်တယ်ပေါ့နော်နေရာရောက်သွားပါပြီအဲ့နေမှာပြုတ်ကျသွားပါလေလေဒီကိုအပေးဦးနော်လေဒီအတန်ကတိုးပါရလားလို့တောင်းရပါတယ်အတန်အနောက်ကနေလည်းအတန်လေးပါနေလဲအဲ့လိုတောင်းပါတယ် like and subscribe ပေးတော့ပါဦးလေဒီကိုလည်းအပေးပါဦးအပေးရတွေအားလုံးလည်းရချစ်ပါတယ်ပြကြည့်ရသူတွေများရဲ့အတွက်ကြောင့်လေးအရင်ချစ်ပါတယ်ပြနိုင်သွားပါပြီနိုင်သွားပြီလာတော့ပါပြီဒါလေးယုံလေးနိုင်တော့စင်လေးခုံပါမယ်စင်လေးကတော့ခက်တယ်လေမှာဒါတော့စင်လေးပေါ့နော်ချစ်စရာစင်လေးပါခေါင်းမှာတော့အများကြီးပါပဲစင်လေးလည်းအဲ့လောက်ထိခက်တဲ့ထဲမှာမပါပါဘူးခုံမဲရှိမှာဝိုင်းဟိုဘက်ဘေးကကျတော့ဝက်လေးပေါ့နော်ပထမဆုံးယုံဖို့ဒါတော့စင်ကဲလွယ်ဆိုပြီးအောက်ကိုပြုတ်ကြပါလွယ်ဒီနေရာမှာပေါ့ခတ်အောက်ပါရောဟိုမှာလေးတရကြီးရကြည့်မကြည့်အကဲမရှုံတေဝိုက်ဒီရကျွမ်းရတော့ပဲထင်တယ်တေချာနေမိုင်ကဲခုံမဲဒီကကြောက်လွယ်နေဟာပြုတ်ကြပါပြီမအဲ့ပေါ်တဲ့ဘာလို့ခတ်ဒုက္ခအဝိုင်းလေးခုံမဲစင်လေးခုံမဲစင်လေးတော့ဖြစ်တယ် oh my စင်မဟုတ်ဘူးအဝိုင်းအချောင်းတော့ဖြစ်တယ်ဒါပကတ်လွယ်နေဟာခုံမဲချင်ရမှာဟိုဘက်ရွလွယ်ပါကဲခုံစင်လေးကြောက်အစင်းရောင်လေးပေါ့အဲ့ဒီထာဝါလေးခုတည်းမှာပဲထာဝါလေးကြိုက်ရဲဆိုတော့ကွန်မန့်မှာလည်းရေးခဲ့ပါအောင်ပြီးတော့လေးကိုစကိုင်းစင်နေတာလေးလည်းကွန်မန့်မှာမန်းခဲ့လို့ရပါတယ်ဒီတော့ဒီထာဝါထဲမှာကျတော့ဝတ်ထာဝါလေးကိုကြိုက်ပါတယ်ဘာဖြစ်လဲဆိုတော့ဝတ်ထာဝါလေးကိုကြိုက်ပါဘာဖြစ်လဲဆိုတော့ခုံကအရန်လွယ်တယ်ပေါ့နော်ခုံကအရန်လွယ်ပြီးတူလေးလည်းဖြစ်တယ်ပေါ့နော်ဟာဟိုးပေါ်နေပြုတ်ကြသွားတာပြုတ်ကြသွားတယ်လို့အများကြီးပဲခုံအောင်ပြန်တက်မယ်ဒီတရကြီးမှပြုတ်ကြတာကဲတက်မယ်ကဲအနောက်ကနေလည်းတန်လေးပါလို့တောင်းမှပါနေကဲဒီနေရာကြောင့်ဖြည်းဖြည်းချင်းခုံမရဘူးလို့ဖြည်းဖြည်းချင်းခုံရောက်ပြီကဲသွားမယ်ကဲအဲ့ရောနော်ဒါကြောင့်အဲ့လေးပါဒါကြောင့်ကျေလေးပါဒါကြောင့်အဝိုင်းလေးကိုမှအသေးရလေးစားလေးနဲ့ပါဒါကခဲနေမှာမပေါအောင်ဒီလိုအပေးတွေအားလုံးအရင်ကျေးဇူးတင်တယ်လို့အရင်နဲ့ချစ်ပါတယ်ရှင်
ဒီဒီကိုလည်းကုန်းမမကြီးစော့ဆိုင်စီစဉ်တာလေးမှတ်သွားအောင်နော်လိုက်လေးလည်းပေးသွားပါအောင်ဒါကြောင့်စင်နေပါဟုတ်ပါဗျာတူလားဟိုကအတီးလေးထားပါအဲ့ထားပါစောလေးခတ်တယ်သွေးရော်ကလည်းအရန်ယူထိရပေါ့နော်ဟာထပ်ပြကြပါမယ်ကဲဒီရဲ့အတန်အနေထားမှားဝိုင်းမကောင်းရင်လည်းအားလို့သတ်မှတ်ပါတယ်ဒီဗီဒီယိုက၄ခုစလုံးကိုပေါင်းရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကရှေ့ရှည်သွားနိုင်ပါတယ်အဲကြောင့်လေးတို့အားပေးကြပါဦးရောက်ခဏလေးအောက်မှာခုံလာဟာရောက်ခဏလေးဆိုမှအောက်ကိုပြကြပါကောင်းရတော့ကတော့သွေးနေရာထိတယ်တော့မီးရောဒါပေမဲ့အဲ့ရဖြစ်တာတော့မသိအလေကနေပြကြတယ်ဒုက္ခပါခဏကသေးရတယ်အလေကနေပြကြတော့ဒါကအစိုးထိခုံရင်းနဲ့ခုံပြပေးတော့ပါပဲနော်ကဲရောက်ပြီဟာဒီအချောင်းလေးရလှရတော့တော်တော်လေးလှဒီရတော့ကြိုက်တယ်ရောက်တော့မယ်အေးနိုင်ပါပြီရုံလေးရယ်စင်လေးရယ်နိုင်ပါပြီဟိုကကြောင့်ဝက်လေးခုံပြတော့ပါမယ်ဝက်လေးပေါ့နော်ရုံရယ်စင်ရနိုင်သွားပြီဝက်လေးခုံပြတော့ပါမယ်ဝက်လေးကလေးရဲ့အကြိုက်လေးပေါ့နော်ဝက်တီဟပါဟုတ်ကဲ့ပါတီဟလေးတင်ရချင်းပါနော်ခုံမေအိုးပေါ့နေပြကြပါဒီရဒီ channel ကိုလည်း like and subscribe လုပ်တော့ပြပါအောင်အားလည်းအပ်ပေးတော့ပါအောင်အပေးသူအားလုံးလည်းရချစ်ပါတယ်ကဲခုံမေပြကြခံလေးလို့ oh my god ခုံမေလုံနေသူကခက်တဲ့ထဲမှာမပေါအောင်လွယ်ရပေါ့နော်လွယ်ရဒီခုံတာအရင်ကြိုက်တယ်ပေါ့အဲ့ရလေးဟိုကသွေးရော်ရတယ်တော့ထိဖြစ်ဘူးတော့ထိမထိဘူးပေါ့နော်ဒါကြောင့်အလုံးလေးခုံကဟိုးပေါ်အောင်ရောက်တော့ဒီနေရာကျတော့မဖြစ်ပြီးတော့လေးဟိုဖူရှိထားပါလေးပေါ့နော်အဲ့ရလေးဆွဲပြပေးပါမယ်ဟေးအကောင်လုံးအဲ့ရကိုဗီဒီယိုတစ်ခုစဲကိုအဲ့ရတင်ပေးပြပါမယ်ပြီးဒါကြောင့်လေးဒီအခုလေးဒီတင်ရချင်းနဲ့ဆွဲဗီဒီယိုလည်းလာအောင်ပါအဲ့တင်ပေးပါမယ်ပေါ့နော်ဒါတင်ပေးပါမယ်လေးအခုနအောက်ကတီဟာဆိုရတင်ရချင်းနဲ့ပေါ့နော်လေးတင်ရချင်းလေးနဲ့ဆွဲဟာလေးတင်ပေးပါအောင်မယ်နော်သူရထိဟိုနေမှာကဲ3ကန်ဒါကြောင့်တောင်းမ2ကန်ဒါကြောင့်လဲနေဒီအချောင်းလေးကလေးဒီရဲ့တော်တော်ကြီးလာဟဲ့နိုင်ပါပြီနိုင်လိုက်ပါတော့ဒီ3ခုစလုံးနိုင်ရပါပြီရုံရယ်စင်ရယ်ဝက်ရယ်နိုင်ပါပြီနောက်ဆုံးခတ်တဲ့ထဲမှာပိုင်းဟာလေးခုပြတော့ပါမယ်ဒါကြောင့်တန်မြာသေးလေးပါသူကအသီးလေးနဲ့ဆိုင်သွားရပေါ့နော်ဘယ်ရီတီးရှိမယ်ပန်းတီးရှိမယ်အဲ့3မျိုးအယောင်ဆက်ထားတာပေါ့နော်အခုမှဒီအယောင်လေးကိုတခြားကြည့်ဒီအကြိုက်ဆုံးကတော့ဝက်လေးပဲဖြစ်ပါတယ်ဝက်လေးကခုံကတော်တော်လေးကိုလွယ်ပါတယ်အနောက်ကအတန်လေးပန်းဝိုင်းအားလို့သတ်မှတ်ပါတယ်ဒီကဖုန်းနဲ့ဗီဒီယိုလောက်တာဖြစ်တဲ့အတွက်ကြောင့်တီးခံပြောကြည့်ပေးကြပါဗီဒီယိုက share ဗီဒီယိုလေးလည်းရှိရတဲ့အတွက်ကြောင့်ပေါ့နော်လေးတင်ရဲ့ကျုံလေးဗီဒီယိုလောက်ထားတာဆိုပြောထားပါဘူးလေးတင်ရဲ့ကျုံနောက်ပိုင်းအခုဒီဗီဒီယိုပြီးတော့မှပြောမှာပေါ့နော်ချောင်းခုံပြီးခံနေရောက်တော့အဲ့နေမှာတွေးထီသွားတာပေါ့နော်မကျတွေးရမကြည့်အောင်တွေးကိုလည်းအဲ့မှာတွေးထီသွားတာလေးအဲ့အပိုင်းကတော့တော်တော်လေးခက်တာပေါ့နော်ဘာဖြစ်လဲဆိုတော့တွေးထီရတာတော်တော်လေးကိုရော့မမြန်တယ်ပေါ့နော်တော်တော်အမှတွေးထီပါအမှစောင့်နေအမှတော်တော်လေးကိုတွေးထီရပေါ့နော်ဒီကတန်လေးဟောပြလိုက်အောင်တော့မမိုင်းဟုတ်တယ်ကဲတော့မဒီလောက်တော့မဒီလောက်ဆိုပဲရှိသေးတယ်အောက်ကွက်တီအပေါက်လေးတစ်ခါလေးပြပြပါရောက်
တော်မယ်ဒီအောက်ပိုင်းနေမှာတွေးမထိဘူးအနာရောမှာတွေးရထိသွားပါဘောနော်နေရာကတော်တော်လေးကိုခက်တဲ့ထဲမှာပါတယ်တော်လေးကိုလည်းအရင်ခက်တယ်ပါအဲ့ဒါအခုဒီမှာတောင်နင်းနဲ့တွေးမထိအဲ့မှာတွေးချရမှာတေးပါအောင်မှာကောင်းရုံတခါလေးပြီးပါတွေးထိပါပါတယ်ဒီရတာကမစောကျင်တော့ဘူးနော်ဘာဖြစ်လို့ဆိုတော့ခဏလေးတည်ရခဏလေးပြုတ်ကြရဲဆိုတော့ဒါပေမဲ့ဒီဗီဒီယိုလေးတာဖြစ်တဲ့အတွက်ကြောင့်လေးဆွပြပေးရတော့ဆွပြလိုက်ပါမယ်ဒီခါမှမနိုင်တော့လေးဒီနောက်ထပ်အပိုင်းကျမှပဲဆွပြတော့ပါမယ်မစောရင်လည်းမစောတော့ဘူးပေါ့နော်လေးဒီကိုအပေးပါဦးဒီတို့စော့ကိုင်းစိတ်ကျင်တာလေးတွေပြောရပါတယ်တော်ပြီမစော့တော့ပါခဏပြကြတော့ပါနောက်ထပ်ဗီဒီယိုဒီအပိုင်းဒီရဲ့အပိုင်းနဲ့ပါမယ်ဒီဆွပြတော့ပါမယ်ဗီဒီယိုကလည်းရှည်နေပြီဆိုတော့ပေါ့နော်အားလုံးပဲဒီ၄ခုစလုံးကိုခုံ3ခုပဲခုံပြလိုက်ပါတယ်၄ခုတစ်ခုကတော့ဒီနောက်အပိုင်းကျမှဆွပြပေးပါမယ်ကဲအားလုံးပဲဘိုင်ဘိုင်